မှာဒုနှစ်ယောက်ပဲရှိတယ်ဒုနှစ်ယောက်နဲ့ကျင်းငတ်တာတကလေးနဲ့အလဲလဲအေးအေးရပြီတည့်ရဲ့ဒီကနေပြီးတော့ဖိုက်တယ်နော်နေထွက်မှာ4:50မှာထွက်မှာနော်ဒါကြတော့ကင်းလေးမဟုတ်ဘူးအင်းလေးလိုပဲနေမမြင်ရလို့နေမမြင်ရဟိုမှာနေလုံးထွက်ကြည့်တာနေမမြင်ရလို့အခု9 နာရီစက္ကွန်ဒီရောက်လာတာ9 နာရီနဲ့စက္ကွန်အချိန်ကတော့ဒီနေ့တိုင်းပဲဒါပေမဲ့ဒီနေရာတော်တော်လှရနော်တော်လှတယ်ဒီနေရာတော်တော်လှရတော်တော်လှရတယ်မှာပါတယ်မော်ဒီလာနားနေတယ်တန်ကြားတယ်မလားမမဟောပကြည်နဲ့တောကောင်တန်လေးလေအရင်တောနဲ့ကြီးမဟုတ်ပြင်မယ်နော်တောကြီးမဟုတ်ပြင်မယ်အကောင်ပလောင်တန်လေးရတော်တော်ကြားနေတယ်ပကြည်ဟောနေရာကမှထွက်လာနော်ဟောကဲတလောကလုံးမှာဒုနှစ်ယောက်ပဲရှိတယ်ဒုနှစ်ယောက်နဲ့ကျင်းငတ်တာတကလေးနဲ့အလဲလဲဆိုနေဟုတ်တယ်ဒုနှစ်ယောက်နဲ့ကျင်းငတ်လေးနဲ့ပဲရှိတာပါ